Hello အားလုံးပဲမင်္ဂလာပါ W Corner Facebook page နဲ့ YouTube channel ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်တို့မနေ့ညတော့ဒီလန်ဒန်ဒါဘီပွဲတင်ဖြစ်တဲ့စပါးတင်တဲ့ချက်စီတင်တို့ရဲ့ပွဲပြီးတုံးသက်ချက်တချို့တင်ပြပေးတော့မှာဖြစ်ပါတယ်လန်ဒန်ပွဲတင်မှာဆိုလို့ရှိရင်ချက်စီတင်ကဒီစပါးတင်ကိုဝေးပွဲမှာ Z1 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်တလုံးတည်းသောအနိုင်သွင်းကို34မိနစ်မှာ34မိနစ်မှာချက်စီဒီကွင်းလန်နဲ့စပါးကွင်းလန်နဲ့နောက်တန်းကစားသမားတွေရဲ့အခြေအဆက်ကိုလောက်ရနေပြီးတော့ဂိုက်စီတို့ကဂျာဖြတ်လူယူပြီးတော့ဒီဂျောက်ဗတိုအတွက်ကိုဖန်တီးပေးခဲ့တာပေါ့နော်ဂျောက်ဗတိုဟိုကဒီဆယ်ပွဲဆက်ကိုပေါက်ပြောင်းနေရနေပြီးတော့ညာတော့ဆိုလို့ရှိရင်ပထမဆုံးကိုပေါက်ပြန်လဲရှာတွေ့ခဲ့တယ်သူရဲ့ဒီဆယ်ပွဲလောက်ကိုပေါက်ပြောက်ရနေပြီးတော့တွင်ကိုပြန်လဲရရှိခဲ့တယ်ပေါ့နော်ဒါနဲ့ဒါပြီးပွဲစဉ်မှာပြီးလို့ရှိရင်ဂျောက်ဗတိုကအဲ့ဒီရှေ့နာလေးမှာလဲသူဟိုပါပေါ့နော်ဟိုအခွင့်အရေးတွေများများဆဆရတယ်အပိုင်ခွင့်အရေးတွေရတယ်ဒါမဲ့လည်းဟိုမထင်ထားတော့အောင်ပေါ့နော်ဟိုစပါကူသမားကစပါကူသမားကာကွယ်သွားတာတွေရောပြီးလို့ရှိရင်သူကိုယ်တိုင်ကလွဲချော်ခဲ့တာလည်းရှိနေတယ်ပေါ့နော်ကြောက်တော့မနေ့ကညပွဲစဉ်မှာဆိုလို့ရှိရင်သူကအဆုံးသက်သေးကြမယ်ဆိုလို့ရှိရင်ပေါ့ဒီ hat trick တောင်ရသွားနိုင်တဲ့အနေအထားမျိုးပေါ့နော်ဒီစပါတင်ကတိုက်စစ်ကိုခံစစ်ကိုတော်တော်အားနေတဲ့အခွင့်အရေးတွေလည်းအများစားပေးရတယ်ချက်ကြီးတင်ကိုပြီးလို့ရှိရင်ဒီချက်စီးတင်တဲ့သူအပြိုင်ခေါ်ဆိုထားတဲ့ဇာဗီဆိုင်မူမှာဆိုလို့ရှိရင်လည်းဒီခြေစွမ်းမပြဘဲနဲ့ရုန်းကန်နေရတယ်ပေါ့နော်ရုန်းကန်နေရတယ်ပြီးတဲ့ခါကျလို့ရှိရင်မင်းညာအဓိကဒီချက်စီးတင်မှာအဓိကကစားသမားလည်းဖြစ်အခုချိန်မှာကြန့်ခိုင်မှုအဖြစ်ကောလှုပ်အားနှုံးအကုန်လုံးဖက်ဖက်ကနေပြီးတော့ပြည့်စုံနေတဲ့ပြောစရာမရှိတဲ့ကစားသမားတော့ဒီ White Sox ဂိုက်စီတို့ပေါ့နော်အသင်းရဲ့လုံးဝတောက်တိုင်ကစားသမားဖြစ်တယ်မင်းညာပွဲသမားဆိုလို့ရှိရင်လည်းတကွင်းလုံးနေရာအနက်ဘောလုံးရှိတဲ့နေရာတိုင်းမှာဘလုံးရှိတဲ့နေရာတိုင်းမှာသူရှိရပေါ့နော်သူတို့ကျွန်တော်တို့ဒီကန်ဒီကိုအန်ကိုလိုကန်ဒီကိုပြန်မြင်နေရတယ်လို့ပဲမွဲဆက်ကိုင်စီတို့ကဆိုလို့ရှိရင်ချက်စီအတင်းအတွက်ကိုဒီတန်း100မကတန်တဲ့ကစားသမားလို့ပြောလို့ရတယ်ပေါ့နော်လို့ရှိရင်မနေ့ကအန်ဆိုဖာနန်ဒက်ဆိုလို့ရှိရင်လည်းဒီမွဲဆက်ကိုင်စီတို့လည်းကွင်းလယ်မှာအပေးယူအခြေဆက်တွေကိုဟိုတိုက်စင်တဲ့ခံစစ်ဒီဘောလုံးပေးယူချိတ်ဆက်တွေကိုသူတို့မျှတက်တာနဲ့ကစားပေးသွားနိုင်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနည်းနည်းလေးပြောစရာဖြစ်နေတာဒီစ조사အထောက်မှုတော့ရှိတယ်ဒါပေမဲ့လည်းဟိုထင်ထားသလောက်အလုံးမဖြစ်တာကဒီဘက်ဘဲတောင်မန်ဂါနာချိုပေါ့နော်ဂါနာချိုကထင်ထားသလောက်အလုံးမဖြစ်ဘူးဒီကတော့တောင်မန်နှစ်ဖက်အလုံးမဖြစ်တာတောင်မန်နှစ်ဖက်ကထင်သလောက်အလုံးမဖြစ်ဘူးဂါနာချိုကလည်းဂါနာချိုကလည်းရုန်းကန်နေရတယ်နဲ့လည်းပြီးတဲ့ခါကျလို့ရှိရင်ဒီဘက်ညာတောင်မှမှာဆိုလို့ရှိရင်လည်းပတ်ထိုနတိုပေါ့နော်ပတ်ထိုနတိုကလည်းဒီပွဲချိန်မိနစ်60လောက်ဆိုလို့ရှိရင်သူကဒီကျသွားတယ်ပေါ့နော်ဘာဖြစ်လို့ကျသွားလဲတော့မသိဘူးဘာဖြစ်လို့ကျသွားလဲတော့မသိဘူးဒီနီးပြကလည်းအဲ့ဒါကိုကစားသမားကိုဒီလူသားလဲဖို့အတွက်ကိုနည်းနည်းလေးထွေဝေနေရမလဲဘူးလူသားလဲတိုင်းနောက်ကျတယ်လို့ပြောလို့ရတယ်မိနစ်80ကျော်မှဒီစတိုဘာဗီဒီယန်တို့ဟိုဂျင်မီကတင်တို့ကိုထည့်လာခဲ့တယ်တောင်မှနှစ်ဖက်ကနေပြီးတော့နော်တကယ်တော့ဟိုစောစောစီစီလဲလိုက်တင်တာပေါ့နော်မိနစ်60လောက်ထဲကလဲလိုက်တယ်ဆိုလို့ရှိရင်ဒီပိုကောင်းတဲ့ကျွန်တော်တို့ဒီ Z1 အနိုင်ရလက်ဆိုတာထက်ဒီပိုကောင်းတဲ့ Chelsea တင်ရဲ့ performance တွေကိုကျွန်တော်တို့မြင်ရနိုင်တယ်မြင်ရဖို့လည်းရှိတယ်ပေါ့နော်အစတိုဘာဝီလီယံဝင်လာတဲ့ဒီ9မိနစ်10မိနစ်လောက်မှာဆိုလို့ရှိရင်ဒီညာတောင်မှန်တော်တော်လေးလှုပ်လှုပ်ခက်ခက်ဖြစ်ပြီးတော့ဒီသူကိုယ်တိုင်မှဟိုဂိုးရနိုင်လောက်တဲ့အနေအထားတို့မျိုးတွေလည်းဖြစ်ကုန်တယ်ပြီးလို့ရှိရင်ဒီပြီးလို့ရှိရင်အဲ့ဒီပွဲချိန်ဒီမိနစ်80နောက်ပိုင်းမှာပေါ့နော်ကျွန်တော်ဘတို့ဟိုရတဲ့အခွင့်အရေးတွေပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်ဂျင်မီကတင်ဆိုလို့ရှိရင်ဒီကောင်နာပေါက်လာတဲ့အလုံးကိုဟိုကဂျောက်ဘတို့ပြန်ခင်းပေးလိုက်တယ်ခင်းပေးလိုက်တဲ့အလုံးဟိုဘယ်လိုပြောရမလဲအော်စရာကောင်းတော့လွဲချော်ခဲ့တယ်ပေါ့နော်တကယ်တော့အဲ့ဒီအခွင့်အရေးတွေကဟိုမလွဲချော်သေးဘူးအပိုင်ခွင့်အရေးတွေဖြစ်တယ်အဲ့ဒီဟာတွေကဒါကဟို Z1 ဆိုတဲ့ရလက်နဲ့ကျွန်တော်တို့အနိုင်ရခဲ့လို့ဒါလီရင်ဟိုသုံးမှတ်ရခဲ့လို့ဒါလီဖြည့်ထားတယ်ဆိုပေမဲ့လည်းဟိုတကယ်ကိုယ့်အသင်းကရှုံးနေတာဖြစ်ဖြစ်တည်ကြနေတဲ့အနေအထားမျိုးတွေမှာဆိုလို့ရှိရင်ဒါတွေကအသင်းတို့ဟိုဒီအဲ့ဒီလွဲချော်မှုတွေကနင်းနာစီလောက်တဲ့ဟိုလွဲချော်မှုတွေလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်နောက်ထပ်ချီကျူးကျင်တဲ့ကစားသမားကတော့ဒီစပါးတင်ရဲ့ကိုသမားပေါ့နော်စပါးတင်ရဲ့ကိုသမားဆိုလို့ရှိရင်ဒီချက်စီတင်တိုက်စစ်ကစားသမားတွေရဲ့ရသမျှအပိုင်ခွင့်ရေးတွေကိုအောင်းစရာကောင်းလောင်ပုတ်ထုတ်ကာကွယ်ပြီးတော့လက်စွမ်းပြသွားခဲ့ပေါ့နော်စပါးကိုသမားလက်စွမ်းမပြဘူးဆိုလို့ရှိရင်ချက်စီတင်ကဒီသူတို့ကလည်းဆုံးသက်သေးကြမယ်တိုက်စစ်ကစားသမားတွေကဆုံးသက်သေးကြမယ်ဆိုလို့ရှိရင်Z3 Z2 ဆိုတဲ့ပြတ်သားတဲ့ရလက်မျိုးနဲ့ဟိုချက်စီတင်ကဒီအနိုင်ရခဲ့နိုင်ရခဲ့တဲ့ပွဲမျိုးပေါ့နော်မင်းညာဆိုလို့ရှိရင်ဘာလို့ဆိုတော့ခြေစွမ်းခြေသာအပြည့်ဒီစပါနဲ့ချက်တီကြားထဲမှာမင်းညာဆိုအရန်ကိုကွာဟာခဲ့တယ်စပါတင်ကလူမစုံတာလည်းပါတယ်ပေါ့နော်ဟိုချက်တီတင်းကိုဆိုလို့ရှိရင်ထိရောက်တဲ့တိုက်စစ်ဆင်မှုများများဆဆကိုမလုံနိုင်ခဲ့ဘူးကိုပေါက်ခတ်တဲ့ကန်ချက်ဆိုလို့ရှိရင်တကိုးပဲရှိခဲ့ပေါ့နော်အဲ့ဒီဟာလည်းကိုသမားဆန်းချက်ကဒီအမားမလုပ်ခဲ့နဲ့ဒီငြိမ်နဲ့ပဲကာကွယ်သွားခဲ့တယ်
မင်းညပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်အဓိကဒီအကောင်းဆုံးကစားသမားပေါ့နော်အကောင်းဆုံးကစားသမားဆိုလို့ရှိရင်တော့ဒီကွင်းလယ်မှာဒီလှုပ်အားနှုန်းကောင်းကောင်းနဲ့တကွင်းလုံးကိုဒီအာကိုအားထားပြရတဲ့ဒီနေရာစုံမှာရှိနေတဲ့တိုက်စစ်ကောခံစစ်ကောဘောလုံးဖြတ်ယူမှုတွေမှာလည်းအားကောင်းတယ်တပွဲပြီးတပွဲတီတီငိမ့်ငိမ့်နဲ့ဒီကစားလာနိုင်တဲ့ချက်စီးတင်းရဲ့ထောက်တိုင်ကစားသမားဖြစ်တဲ့ကျွန်တော်တို့မွဲဆက်ကိုင်စီတို့ရွေးချင်ပါတယ်ညီကိုတို့ရောဘယ်လိုထင်ကြလဲမနေ့ကညပွဲကိုကစားသမားတွေရဲ့ကစားပုံပြီးလို့ရှိရင်နီးပြရဲ့နီးပြဟာတွေပေါ်မှာဟောအားနေရကျဉ်းနှံ့မှုရှိလားချက်စီးဖန်ကြီးကိုတွေအောက်ကကောမန်ထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်